ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌအာရခတက်တော် EA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာမောင်တော်မြို့ကိုရောက်ရှိလာပြီးမွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီလိုတွေ့ဆုံပြီးနှစ်ပတ်အကြာမှာမောင်တော်မြို့ကဂျာမေဗလီကြီးကိုဖွင့်လှစ်နိုင်ခဲ့တယ်လို့အာရခမင်းသမီးမီဒီယာ APN ရဲ့ရုပ်သံသတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့က AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်မောင်တော်မြို့ကိုရောက်ရှိလာတဲ့အချိန်မှာဂျာမေဗလီကြီးကိုဖွင့်လှစ်ပေးဖို့တင်ပြခဲ့တာကြောင့်အခုလိုဖွင့်လှစ်ပေးခဲ့တာဖြစ်ကဖွင့်ပေးတာကိုကျေးဇူးတင်တယ်လို့ဝန်လဲဝန်တာပါတယ်လို့ခရိုင်မွတ်စလင်ရေးရာဥက္ကဋ္ဌဦးမောင်အေးက APN ကိုပြောဆိုထားပါတယ်။အာရခတက်တော်စစ်ဦးစီးချုပ်ဟာမောင်တော်မြို့ကိုလာရောက်ခဲ့တဲ့အချိန်ကရခိုင်လူမျိုးဒေသခံခေါင်းဆောင်တွေဒေသခံမွတ်စလင်အတိုင်းဝိုင်းကခေါင်းဆောင်တွေနဲ့နှွေးထွေးစွာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။မောင်တော်မြို့မှာဂျာမေဗလီကြီးကိုလူမျိုးနှစ်ခုကြားလူမှုသဟဇာတဖြစ်စီရေးအာရခပြည်မှာမီတင်းနေထိုင်ကြတဲ့လူမျိုးတိုင်းမိမိယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်နိုင်ရေးအတွက်အာရခပြည်သူတော်လှန်ရေးအစိုးရကဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဂျာမေဗလီကြီးကိုပြီးခဲ့တဲ့2012ခုနှစ်ကလူမျိုးရေးပဋိပက္ခဖြစ်ပွားပြီးချိန်ကနေစပြီးအုပ်ချုပ်သူအစိုးရအဆက်ဆက်က73နှစ်အကြာပိတ်ထားခဲ့ရကနေအခုနှစ်2025ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာအာရခတော်လှန်ရေးအစိုးရကပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။